ဒီလူတွေကဒူးရင်တီအတီကိုဖမ်းနေကြတာပါဒါဟာတီကိုအန်ရီများတဲ့အလုပ်တစ်ခုထက်ပါတယ်ဒါပေမဲ့ဒီအလုပ်ကိုလုပ်တဲ့အတွက်သူတို့ပတ်စံဘလောက်ရတယ်လဲသိပါသလားဒီအတီကအပင်ဘောကပြုတ်တက်လာတဲ့အခါအောက်မှာရှိတဲ့အလုပ်သမားကဒါကိုလေရင်းမာရင်ဖမ်းယူရပါတယ်အမားယွင်းတစ်ခါထည့်လိုက်တာနဲ့စေးရုံကိုတန်းရောက်သွားနိုင်ပါတယ်ဒါကြောင့်မို့သူတို့ရဲ့လာစာကတော်တော်လေးမြင့်မာပါတယ်အပင်ပေါ်တက်ပြီးဒူးရင်တီကိုခူးချပေးတဲ့သူကတနေ့ကိုပြည်ရနန်တငွေနှစ်တန်းဝန်းကျင်လောက်ရပါတယ်ဒါဟာတနေ့ကိုမြန်မာငွေ3သိန်းတောင်နီးမှဖြစ်ပါတယ်အောက်ကနေဖမ်းယူပေးရတဲ့သူကတော့ဒေါင်4တန်းကနေ5တန်းကြားရရှိပါတယ်ဒါဟာမြန်မာငွေ6သိန်းကနေ7သိန်းထိရရှိနေတာဖြစ်ပါတယ်ဒီလောက်အန်ဒီရဲ့များတဲ့အလုပ်တစ်ခုအတွက်တော့မစိုးပါဘူးဒူးရင်တီဟာဖမ်းရတာအန်ဒီရဲ့များတဲ့အတွက်နာမည်ကြီးတာတစ်ခုတည်းမဟုတ်ပါဘူးလူတော်များများမခံနိုင်တဲ့သူ့ရဲ့အလွန်ပြင်းထန်တဲ့အနမ်းကြောင့်လဲနာမည်ကြီးပါတယ်ထိုင်းမလေးရှားစင်ကာပူလိုနိုင်ငံတွေမှာဆိုရင်ဒါကိုအများသုံးတဲ့ယူပို့ဆောင်ရေးဘတ်စကားရထားတွေပေါ်ဟိုတယ်တွေလေဆိပ်တချို့မှာပါယူဆောင်ခွင့်တာမြစ်ထားပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အနမ်းကရပ်ပေါင်းများစွာဆွဲကြံနေနိုင်လို့ပါဒီလိုတွေရှိနေပေမဲ့လည်းဒီအသီးဟာအရန်တန်ဖိုးထားခံရပြီးတစ်သီးများကြီးဘီရင်ဆိုပြီးလူသိများပါတယ်